ဘက်ကပါကိုပူပေးပြီးတော့ဟော်ကန်နဲ့ခွာမှာပေါ့နော်မိပြတ်သွားပြီရတယ်ကျွန်တော်ဟော်ကန်မသုံးတော့ဘူးဒီတိုင်းလက်နဲ့ပဲခွာတော့မှာပေါ့နော်ဖလင်ပြားလေးကင်မယ်ဖလင်ပြားလေးနဲ့ကက်ကြည့်လဲညှက်ပြီးတော့ပေါ့နော်တသေးလေးဖြစ်သွားအောင်လုပ်ပြီးတော့ဘေးပတ်လည်မှာလှိုက်ထိုးမယ်တကယ်လို့မဝင်ဘူးဆိုရင်ပလိတ်ဓာတ်လေးပဲဖြစ်ဖြစ်ခဲချွန်ဓာတ်ပဲဖြစ်ဖြစ်နည်းနည်းလေးဟာပြီးဆိုရင်အနောက်ကကျွန်တော်တို့ဖလင်ပြားလေးလိုက်ထိုးမှာပေါ့နော်ဖလင်ပြားလေးထိုးပြီးပြီဆိုရင်930ရေပဲဖြစ်တင်နာရေပဲဖြစ်သုံးလို့ရပါတယ်930ရေဆိုရင်ပိုကောင်းပါတယ်တင်နာရေဆိုရင်တော့နော်ဒီတခြားဆေးကွက်သွားနိုင်တယ်ပေါ့နော်တခြားမလိုအပ်တဲ့နေရာတွေထိခိုက်သွားမှာဆိုလို့တင်နာရေကိုတော့နည်းနည်းလက်စလေးနဲ့ထိပြီးတော့ခွာရမယ့်အနေအထားမျိုးပေါ့နော်โอเคအဲဆိုရင်တော်တော်လေးဟာသွားပြီဆိုရင်ဘေးပတ်လေးလိုက်ထိုးမယ် finger ကြိုးရှိမယ်မှန် shortcut ကြိုးတွေရှိမယ်တခြားအလဲကြိုးတွေရှိမယ် flame ပြားလေးနဲ့ဆိုတော့အလောက်ကြီးမထိခိုက်တော့ဘူးပေါ့တန်ပြားနဲ့ဆိုရင်တန်ပြားချိတ်ပြီးတော့ကြိုးတွေမလိုအလားအပ်တဲ့ကြိုးတွေလိုက်ပြတ်သွားနိုင်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ထိမ့်သိမ့်နဲ့ခွာရမှာပေါ့โอเคအဲဆိုရင်အကုန်လုံးခွာပြီးပြီဆိုရင်စကူတွေအကုန်လုံးဖြုတ်မယ်ဒီအချိန်မှာ battery အောက်ချမ်းအောက်သွင်းကောင်းမကောင်းလို့ဆိုရင်အောက်ချမ်းလဲမှာပေါ့ battery လဲမယ်တခြားအပိုင်းလေးတွေဆိုရင်လွယ်ကူเนาะစားပြမှာမဟုတ်လဲမိတ်ဆွေတို့လိုက်လို့ရမှာမျှော်လင့်ပါတယ်โอเคအဲ့ဒါဆိုရင်ကျန်တဲ့ diagram ဘိုင်းကိုတော့တေချာလေးလေ့လာဖို့လိုတယ်မိတ်ဆွေတို့ကပေါ့နော်ဖုန်းပြုပြင်နည်းတွေ short ပိုင်းတွေ hardware ပိုင်းတွေစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်เนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe နှိပ်ထားပြီမိတ်ဆွေတို့ကသင်တန်းပေါ့နော်ဒီ online group တွေကိုအသေးစိတ်ရှင်းပြထားတဲ့ group လေးထဲဝင်ကြည့်ချင်တဲ့ဝင်လေ့လာချင်တယ်ဆိုရင်လည်းဒီမှာကျွန်တော်ပေးထားတာပေါ့နော်Wi-Fi နဲ့ Telegram နဲ့မှာမိတ်ဆွေတို့အသေးစိတ်လက်မေးပြီးတော့ဘာသင်ခန်းစာတွေပါမလဲဆိုတာကိုဒါရောက်မေးမြန်းနိုင်ပါတယ်ဒီဗီဒီယိုလေးကိုလည်းမိတ်ဆွေတို့ကြည့်ပြီးတော့မစင်းတာရှိလို့ရှိရင် comment ထဲမှာဝင်ရောက်မေးမြန်းသွားနိုင်ပါတယ်ကျွန်တော်အကုန်လုံးပြန်ပြောပေးပါမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာနော်သူ့နေရာတိုင်းဘာမှခက်ခဲမရှိပါဘူးသူ့နေရာတိုင်းပြန်ကတ်မယ်ဘက်ထရီပြန်တင်မယ်ပေါ့နော်โอเคဘက်ထရီသူ့နေရာတိုင်းသူပြန်တင်မယ်လက်စလေးကတော့တကယ်တမ်းတော့တန်ပြားနဲ့ကုတ်ချစ်တယ်ဆိုရင်ဘေးပေါင်လေးတွေပဲ့နေမှာစိုးရင်ရတယ်ဟူတော့ဘေးပေါင်တွေလည်းပဲ့စရာမလိုတော့ဘူးပေါ့ဖလင်ပြားလေးနဲ့ပဲဆိုတော့အသားလေးလှိုက်ထိုးရုံပဲပေါ့နော်ဘေးပေါင်လေးတွေမှာကော်လေးတေချာဆင်းအနောက်ဘက်ကပါမှာလဲကော်လေးလက်ကျန်ကော်လေးတေချာဆင်းပေါ့နော်ကော်အဟောင်းတွေတေချာဆင်းပြီးတော့ကော်တစ်လေးကိုပေါင်ပေါ်မှာညင်ကြီးလေးတင်မယ်ပေါ့နော်တကယ်လို့မညီခဲ့ဘူးဆိုရင်ဖလင်ပြားလေးနဲ့ပဲဖြစ်တစ်ခုလေးနဲ့ပဲတေချာလေးပြန်တုပ်ပြီးတော့မှကော်လေးကိုပြန်တင်ပေါ့နော် LCD အောက်မှာကော်လေးတွေမကျစေနဲ့ပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီမှာ shortcut လေးနော်တူတူလေးပဲဆိုတော့ဒီဘက်မှာဖိလိုက်တယ်အောက်ကိုရင်ဆုံးဖိလိုက်တယ်အောက်ကိုရင်ဆုံးဖိမှာတပြားလုံးအကုန်လုံးတင်ချလိုက်တယ်ပေါ့နော်အမှာ socket ကိုသူ့နေရာတိုင်းကျပြီဆိုရင်လက်လီနဲ့သားလေးဖိလိုက်ရုံပါပဲပြီးပြီဆိုရင် speaker phone အုံမယ်တခြားနော်စကူအပေါ်ပိုင်းစကူတွေဆွဲမယ်အောက်ပိုင်းစကူတွေအကုန်လုံးစုံသွားပြီဆိုရင်မှန်လေးစမ်းကြည့်မယ်အကုန်လုံးဆင်ပြေပြီဆိုရင်တော့ဘက်ကပါလေးကိုဘက်ကပါဒီဘေးဘောင်ပတ်လည်မှာပေါ့နော်ကော်လေးတခြားတုတ်ပြီးပြီဆိုရင်ကျွန်တော်တို့အကောင့်တိုင်းပြန်သုံးလို့ရပါပြီအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးမနှိပ်ရသေးဘူးဆိုရင်အနည်းအောင် subscribe လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်ဆုံရအောင်နော်